ဂျပန်နိုင်ငံမှာအလုတ်လုံနေတဲ့အသက်49နှစ်အရွယ်မာရီမွန်ဆိုတဲ့အမျိုးသားတစ်ယောက်ရဲ့ပထမဆုံးလစာထုတ်ရက်အကြောင်းကိုပြောပြပေးခြင်းပါတယ်။သူက IT နယ်ပယ်မှာစေလွတ်ဝန်ထမ်း dispatch worker အဖြစ်အလုပ်ဝင်နေတာအခုဆိုရင်2လလောက်ရှိပါပြီ။လစာထုတ်ရက်မှာပန်းရောင် cherry ပန်းတွေပွင့်နေတဲ့လမ်းမထက်မှာသူဘလောက်အထိပျော်ရွှင်နေသလဲဆိုတာမြင်အောင်ကြည့်လိုက်ပါ။ဒါပေမဲ့ဒီပျော်ရွှင်မှုတွေရဲ့နောက်ွယ်မှာတော့နောင်ရီအတွက်စိုးရိမ်စရာအချို့ရှိနေပါတယ်။ဖေဖော်ဝါရီလကရက်တိုတဲ့အပြင်အားလက်ရက်တွေလည်းများတာကြောင့်အလုတ်ဆင်းရတဲ့ရက်နေခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့နိုင်ခါက2000ရန်ဝန်းကျင်ရှိတာကြောင့်စုစုပေါင်းလစာကတော့3,13964 ယန်ရရှိခဲ့ပါတယ်။ဒီထဲကမှအာမခံကြီးတွေနဲ့အခွန်တွေနှုတ်လိုက်တဲ့အခါမှာတော့အသားတင်လက်ထဲကို2,83,240 ယန်ရောက်ရှိလာပါတယ်။ဒါဟာဂျပန်မှာအခြေချနေထိုင်သူတယောက်အတွက်တော့အဆင်ပြေတဲ့ပမာဏလို့ပြောလို့ရပါတယ်။မာရီမွန်ရဲ့အလုပ်ကတော့ကွန်ပျူတာမှာအမိန့်ပေးစာသားတွေရိုက်ထည့်တာနဲ့လှုပ်ဆောင်ချက်မှတ်တမ်းတွေကိုစစ်ဆေးရတာမျိုးပါ။အလုပ်ကပုံတီလှုပ်ယူလှုပ်စင်တွေမှုအဆင်ပြေပေမဲ့စက်တင်ဘာလလောက်မှာဒီအလုပ်ကပြီးဆုံးသွားနိုင်တယ်လို့သိရပါတယ်။စေလွတ်ဝန်ထမ်းဖြစ်တာကြောင့်အလုပ်အကင်မတည်မြဲတဲ့ဒုက္ခကိုသူခံစားနေရတာပါ။ဒါကြောင့်လေသူဟာအနာဂတ်မှာပိုပြီးတည်ငြိမ်တဲ့အမြဲတမ်းဝန်ထမ်းတစ်ယောက်ဖြစ်ချင်နေတာပါ။လစာထုတ်တဲ့နေ့မှာသူဟာ890ယန်တန်နဲ့ရာမင်းခောက်ဆွဲကိုစားပြီးသူ့ကိုယ်သူစုချခဲ့ပါတယ်။အထီးကျန်တဲ့စိတ်ကိုဖြေဖြောက်ဖို့အတွက်မုံဖုတ်တင်တန်းတစ်ခုကိုတွားတက်ကြည့်ခဲ့ပါသေးတယ်။ကိန်းမုံလုံနီးကိုတင်ယူခဲ့ပေမဲ့တင်တန်းကြီးက8000ယန်လောက်ထိကုန်ကျနိုင်တာကြောင့်နောက်ဆုံးမှာတော့သူလက်လျှော့လိုက်ပါတယ်။ကိန်းမုံကိုကိုယ်တိုင်လှုပ်တာထက်ဝယ်စားတာကပူတက်တာတယ်ဆိုတာကိုသူသဘောပေါက်သွားခဲ့ပါတယ်။ ဧပြီလ18ရက်နေ့မှာမာရီမွန်ဟာအသက်49နှစ်ပြည့်သွားခဲ့ပါပြီ။40ကျော်အရွယ်ရဲ့နောက်ဆုံးနှစ်ကိုရောက်လာပေမဲ့အချစ်ရေးမှာကံမကောင်းခဲ့ပဲအထီးကျန်နေစေဖြစ်ပါတယ်။ဒါပေမဲ့မွေးနေ့မှာပြုလုပ်ခဲ့တဲ့တိုက်ရိုက်ထုံးလွှင့်မှုမှာတော့ပရိသတ်တွေစီကနေအားပေးစကားတွေနဲ့ဂုဏ်ပြုငွေတွေအများကြီးရရှိခဲ့ပါတယ်။ဒါကပဲသူ့ကိုဒီကဘာပေါ်မှာတယောက်တည်းမဟုတ်ဘူးဆိုတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ခဲ့တာပါ။သူ့လိုလူလက်ပိုင်းတယောက်ရဲ့ဘဝဖြတ်သန်းမှုတွေကနေသင်ခန်းစာယူစရာတွေအများကြီးရှိနေပါတယ်